မင်္ဂလာပါရှင်အပတ်စဉ်ဗုဒ္ဓညတင်တင်ဆက်မှုစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ယနေ့ညတင်ဆက်ပေးတော့မယ့်ဒီနေ့ကတော့မိုးစားသုံးမှုတိကောင်းဖွယ်ရာအသိပညာပေးတဲ့တဲ့ပါကထန်စစ်ဆောင်စခါမှာကိုရင်ဆောင်မိခင်များဇေဝကိုညင်လိုအပ်နေတဲ့တဲ့နဲ့တခြားသောစိတ်ဝင်စားစရာကောင်းတဲ့ဒီနေ့ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ကျွန်မအခွန်ချဆင်ပါရှင်ယခုလပိုင်းတွင်ပြည်သူအချို့မိုးစားသုံးမှုကြောင့်အစာစိတ်တဲ့အခြေအနေတွေဖြစ်ပေါ်နေတဲ့အတွက်ကြောင့်မိုးစားမမားစေရန်အတွက်မန်ဂျရာပြည်သူစေယုံမှာတတိထားရှောင်ကျဉ်ရမယ့်အကြောင်းအရာတွေကိုအသိပညာပေးလိုက်ခြင်းဖြစ်ပါတယ်။မိုးဦးကာလဖြစ်တဲ့အတွက်ကြောင့်အနေနဲ့ရရက်မှာမိုးပေါ်များတဲ့အတွက်မိုးကိုအစားသုံးမီဆိုပါကကောင်းကောင်းဆေးကြောကကြက်အောင်ချက်ပြရမှာဖြစ်ပြီးမိုးချက်စားတဲ့အခါရေထဲကငါဖားနဲ့ကနန်းများကိုယောဂချက်ပြုတ်မစားသင့်ကြောင်းကိုမန်ဂျရာပြည်သူစေယုံမှာဆရာဝန်လက်စင်းနမ်ဆန်ကအသိပညာပေးပြောကြားပါတယ်။ကောမတိဖာမျိုးတွေတော့ဟာလာလေမတိရှာရမယ်ပေကောင်းနာလို့ရှာနေတော့တဲ့ကောင်းနာကိုစီပဲအရေးစတူပါချက်ခါရှုနေကောင်းနာတင်ချူးစေတော့တဲ့ခပ်တာအောင်နေရင်တဲ့ရှုအင်စတဲ့နေငန်းစတဲ့နေနာရှေဒီတစ်ခိုင်ရတယ်ဒီကောအတင်းနေမဲ့ကောင်းမရှာရမယ်အောင်ဆိုရှာတယ်။မတိရတဲ့မုံရှိကောทุกอย่างที่แต่ทุกอย่างลูกชายแต่ป้องตัวชาครุไปเรียนก็แต่อันนี้น่าสนใจมากข้าชนเลยตอนนั้นที่แต่จะไม่รู้เรื่องမိုးစားမားတဲ့ချိန်ဝန်ရှော့ပြီးအော်အနာတွေကောင်းမှုတဲ့လက္ခဏာများဖြစ်ပေါ်လာပါကဆေးရုံနဲ့ဆေးပြီးခန်းတွေမှာအမြန်ဆုံးဆေးကုသမှုခံယူရမှာဖြစ်ပြီးဆေးရုံနဲ့ဝေးပါကရေမြများတောက်ပြီးဖြစ်နေတဲ့နီလန်းဖြစ်အော်အနာတွေပြုလုပ်ရမှာဖြစ်ကြောင်းကိုလည်းဆရာဝန်ကရှင်းပြထားပါတယ်လွန်ခဲ့တဲ့မေလ26ရက်နေ့ကလွေကျင်မြို့ဖုန်ကြီးကျောင်းမှာအလုပ်လုပ်နေတဲ့ပြည်သူ9ဦးမိုးစားမားတဲ့အတွက်ကြောင့်ဝန်ရှော့အန်ဒါတွေဖြစ်ကလွေကျင်ဆေးရုံမှာဆေးကုသမှုခံယူကတက်တာပြောက်ကင်းတာတွေရှိပြီးမေလ23ရက်နေ့မှာလည်းရှမ်းပြည်နယ်တောင်ပိုင်းမိုင်လုံမြို့နယ်မန်ဘုံကျေးရွာကကျောင်းဆရာမတူလည်းမိုးနစ်ဖာတာစာမီလိုအစာစိတ်တင့်ကအသက်တိတ်ဆုံးမှုတွေဖြစ်ပွားခဲ့ကြောင်းလည်းသိရှိရပါတယ်ယခုလိုဖြစ်ရမျိုးတွေဖြစ်ပွားရလေအောင်ပြည်သူများအနေနဲ့ကျန်းမာရေးဌာနမှညွှန်ကြားတဲ့အတိုင်းတတိထားလိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်းကိုဆရာဝန်မှအသိပညာပေးထားပါတယ်ရှင်။မိုင်ဂျာမြို့ပါကထောင်စစ်ဆောင်စခန်းတွင်ကိုဝင်ဆောင်မိခင်များအတွက်ဆေးဝါးများနဲ့မြီးဖွားသုံးဆောင်ပစ္စည်းကိရိယာတွေလည်းလိုအပ်နေကြောင်းဆေးဝန်ထမ်းများထံမှသိရပါတယ်။ယခုချိန်ပါကထောင်စစ်ဆောင်စခန်းတွေကိုဝင်ဆောင်မိခင်60ဦးဝန်းကျင်ရှိပြီးထိုမိခင်များအတွက်ကျန်းမာရေးနဲ့ဆေးဝါးမြီးဖွားကိရိယာများလိုအပ်နေကြောင်းကိုပါကထောင်စစ်ဆောင်စခန်းမှဆေးဝန်ထမ်းပေါဆကျွော်မှသိရှိရပါတယ်။လွန်ခဲ့တဲ့ဇန်နဝါရီလမှာဆေးဝါးကူညီထောက်ပံ့မှုရပ်တန့်ခဲ့ပြီးယခုချိန် KBC မှာဆေးဝါးကူညီထောက်ပံ့မှုပြန်လည်ရရှိခဲ့ပေမဲ့ကိုဝင်ဆောင်မိခင်များအတွက်ဆေးဝါးများနဲ့ဆေးကိရိယာများလိုအပ်နေတဲ့ကြောင်းကိုလည်းသိရပါတယ်။မိုးတင်ရောက်လာတာကြောင့်စစ်ဆောင်စခန်းမှပြည်သူများကိုပူချင်းချောင်းဆိုးချင်းစတဲ့ဖျားနာမှုတွေလည်းများကြောင်းလည်းသိရှိရပါတယ်ရှင်။မုံတိုင်းကြောင့်ပျက်စီးသွားတဲ့ဗမော်ခရိုင်မှပညာသင်ကျောင်းများပြန်လည်တည်ဆောက်ဖို့ရန်ငွေရေးကြေးရေးအကူအညီလိုအပ်နေကြောင်းဒေသခံပြည်သူထံမှသိရှိရပါတယ်။ကျောင်းသူကျောင်းသားများအချိန်မီစာတင်နိုင်ဖို့ရန်ဒေသခံပြည်သူတွေပြုပြင်တည်ဆောက်နေတော့လဲစာတင်ကျောင်းအသစ်ပြန်လည်တည်ဆောက်ဖို့ကအကူအညီလိုအပ်နေကြောင်းကိုမိုင်းကုန်းကျေးရွာမှာလပံထွဲဆက်တော်မှသိရှိရပါတယ်။မုံတိုင်းကြောင့်ပြန်လည်တည်ဆောက်ရန်လိုအပ်နေတဲ့အကြောင်းကမိုင်းကုန်းနဲ့ပုံအောင်နန်ဆိုရအလေတန်းကျောင်းဖြစ်ပြီးကျောင်းဖွင့်ချိန်လဲရောက်လာကကျောင်းပေါ်တာအဆောင်မပြီးတဲ့အခက်ခဲလဲရှိနေကြောင်းလဲသိရှိရပါတယ်။မိုင်းကုံနဲ့ပုံအောင်နန်ဆိုရအလေတန်းကျောင်းတွင်ကျောင်းဆရာဆရာမများ10ဦးကျောင်းသူကျောင်းသားများက90ဝန်းကျင်ရှိပြီးထိုကျောင်းမှာအလေတန်းအောင်တဲ့ကျောင်းသူကျောင်းသားတွေကအထက်တန်းကျောင်းကိုတော့ဘာကျောင်းတွေတက်ရမှာဖြစ်ပါတယ်။မုံတိုင်းကြောင့်ဗမော်ခရိုင်မှာမိုင်းကုံပုံအောင်နန်စမနဲ့ဝထောင်ကျေးရွာမှာပြည်သူတွေရဲ့နေအိမ်60ကျော်ပျက်စီးသွားကြောင်းကိုလည်းသိရှိရပါတယ်ရှင်။ဗမာတိုင်းသားဘာသာဖြစ်တဲ့တင်ဆက်မှုစီစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်ပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။